ကဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့ဘာသမိုင်းမှာအင်တာနက်ကြီးရဲ့နပိုလီယံပိုနာပတ်နဲ့ဝယ်လန်တန်တို့ရဲ့ဝါတာလူစစ်ပွဲအကြောင်းလေးပြောချင်တယ်အဲ့ဒီမှာနပိုလီယံဘယ်တော့ဆက်ရှုံးခဲ့တယ်လဲပေါ့ကျွန်တော်ဘက်ကတုံးတက်တော့နပိုလီယံဒီအဲ့ဒီအချိန်မှာအပြင်းထန်ခံစားနေရတဲ့လက်ကောင်ယောဂကြောင့်သူဆက်ရှုံးခဲ့တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ကျွန်တော်ဒီအကြောင်းကိုသိစိတ်ပြောရမယ်ဆိုလို့ရှိရင်ဝယ်လန်တန်ကဒီအခင်းကျင်းမှာဝါတာလူစစ်ပွဲမှာကျွန်တော်တို့ကတကယ်ကိုနာမည်ကျော်စကားတွေနပိုလီယံနဲ့ဝယ်လန်တန်နဲ့တက်ချင်းဆိုင်လာပြီဝါတာလူမှာတက်ချင်းဆိုင်လာတဲ့အချိန်မှာဝယ်လန်တန်တို့ဘက်ကနေမှတမှုတွေစကားပြောတာပေါ့နော်ကဲဒီဘလို့မဟာဗျူဟာချမှတ်ပြီးတော့မှတက်တိုက်ကြတယ်ဆိုတော့ဝယ်လန်တန်ပြောတဲ့စကားအမှန်တန်ကပါကြော်တယ်မဟာဗျူဟာကိုနပိုလီယံချလိုက်မယ်ငါတို့ကနပိုလီယံဘာလုပ်တယ်လဲဆိုတာခြေလုံးလက်ကိုကြည့်ပြီးတော့မှငါတို့ကလိုက်ပြီးတော့မှတိုက်ရုံလဲဆိုပြီးတော့ပြောသွားတာပေါ့နော်ဆိုတော့ကိုထိုက်အင်မတန်နီးဗျူဟာကောင်းတယ်အင်မတန်အင်အားကြီးတယ်လို့ထင်ရတဲ့လူတွေရင်ဆိုင်တဲ့အခါမှာဒါကပိုးကားတဲ့စကားတစ်ခုတော့ဖြစ်ခဲ့တယ်ဆိုတော့စစ်ပွဲမှာနိုင်သွားပြီးတဲ့အချိန်ကျတော့ဝယ်လန်တန်ပြောတဲ့စကားရှိတယ်အပြီးဖို့တီတီလေးပဲလို့တော့တယ်ကံကောင်းလို့တဲ့ဆိုပြီးတော့မှပြည်သူ့ပါလီမန်မှာဒီစစ်ပွဲနဲ့ပတ်သက်ပြီးအစီရင်ခံတဲ့စကားမှလည်းပြောတော့တာရှိတယ်โอเคအဲ့ဒါဆိုတော့ကျွန်တော်တို့ဒီတဲကအခင်းကျင်းလေးတွေကိုကျွန်တော်တို့ကြည့်ကြည့်အောင်နပိုလီယံဒီရဲ့ဘာကြောင့်အနေမှာသူနည်းနည်းတန်းကနေတန်ရောက်လာပြီးတော့မှသူ့ရဲ့အင်မတန်အများနောင်ပေါ့လေတကယ်မဟာတက်ကြီးကိုပြန်ဖွဲ့အဲ့ချိန်မှာအကုန်လုံးကဟိုပြန်ဝိုင်းတာပေါ့နောက်တစ်ချိန်ကတော့ပြန်မခံအောင်နှစ်ပေါင်း20ကျော်လောက်နပိုလီယံရဲ့ဒီဒုက္ခပေးခြင်းကိုခံရတဲ့အပြည်တွေအကုန်လုံးအတိအကျပောက်ဝိုင်းတာအဲ့မှာနပိုလီယံကသူစဉ်းစားတယ်သူကအကုန်လုံးနိုင်ငံစုံတက်တွေကိုသူဝိုင်းအကုန်လုံးလို့တော့မရဘူးဒီအတွက်ကြောင့်မို့သူတတ်ချင်းအောင်တက်တယ်ဆိုပြီးတော့သူကမဟာဗျူဟာချအဲ့မှာသူ့ရဲ့မဟာဗျူဟာမှာတကယ်နာမည်ကြီးတဲ့သူစီမှာမာရှယ်2ယောက်ရှိတယ်မာရှယ်နေနဲ့မာရှယ်ဒေဘူးနဲ့2ယောက်ရှိမာရှယ်နေကတကယ်ကိုတတိကဲဇွတ်ရလောက်တဲ့တိုက်ပွဲတစ်ခုဖြစ်လို့ရှိရင်တကယ်အပြင်းထန်ဆုံးနေအောင်သူသွားပြီးတော့မှတခြားသူဟိုလုံးဝကောင်းတဲ့ထက်တော့တကယ်နာမည်ကြီးတဲ့စစ်သားကြီးဖြစ်မာရှယ်ဒေဘူးကြတော့သူကတကယ်ပလန်သမားပလန်ချပြီးစနစ်တကျလုပ်တဲ့တကယ် management ကောင်းတယ်ဆိုရယ်အဲ့ဒီမှာပါရီမြို့ကိုကျွန်တော်တို့ဒီမာရှယ်လောနဲ့အုပ်ချုပ်နေတဲ့အချိန်ခြေတောင်းထွက်မယ်ဆိုတဲ့အခါကျတော့ပါရီမြို့ကိုဘယ်သူ့ကိုထားခဲ့မလဲပေါ့ဘယ်မာရှယ်ကိုထားခဲ့မလဲဆိုတဲ့အခါကျတော့နပိုလီယံကဆုံးဖြတ်တာမာရှယ်ဒေဘူးကိုထားခဲ့သူနဲ့သူမာရှယ်နေကိုခေါ်လာတယ်အဲ့တော့မာရှယ်ဒေဘူးကကန့်ကွက်တယ်နပိုလီယံကိုသူ့ကိုခေါ်တော့ပါဆိုတဲ့အခါကျတော့မဟုတ်ဘူးငါရှေ့ရောက်နေတဲ့အချိန်မှာပြန်တဲ့ငါတို့တိုင်းပြည်ရဲ့အတင်းနှလုံးပါရီမြို့ကိုအကောင်းဆုံးလူသားအုပ်ချုပ်ကြံခဲ့စေချင်ပါတယ်ဆိုပြီးတော့မှပြောပြီးတော့မှထားခဲ့တာပေါ့ဆိုတော့ကျွန်တော်တို့ပထမဆုံး1815ခုနှစ်ဇွန်လ16ရက်နေ့မှာပရုရှားတပ်ကိုမြောက်ပိုင်းပြင်သစ်မြောက်ပိုင်းမှာပရုရှားတပ်တွေကိုတိုက်ဆိုတော့နပိုလီယံတိုက်လိုက်တာပရုရှားတပ်တွေတော့ထိနာသွားတယ်အဲ့အထိနာသွားတဲ့တပ်တွေကိုထိန်းထားဖို့အတွက်နပိုလီယံစစ်တီအင်အား3000ချန်ခဲ့ပြီးတော့မှဗိုလ်ချုပ်တယောက်နဲ့ထားခဲ့ပြီးတော့မှသူကပြင်သစ်အနောက်ဘက်မျက်နှာစာကိုရွှေ့အဲ့မှာဝယ်လန်တန်နဲ့ဝါတာလူစစ်ပွဲပေါ့လေအဲ့မှာဆိုင်16ရက်နေ့မှာ16ရက်နေ့မှာဟိုမှာတိုက်သွားပြီ16ရက်နေ့မှာဝါတာလူစစ်ပွဲစတယ်ဆိုတော့ဖြစ်စဉ်တွေမှာဟုတ်လားကျွန်တော်ကတော့နပိုလီယံလက်ကောင်းယောဂအပြန်ထန်ခံစားလို့ဆိုပြီးတော့မှဝါတာလူစစ်ပွဲရှုံးနေကြအောင်သုံးသပ်တယ်ဂျားထဲမှာအဖြစ်ပြက်တွေကအများကြီးရှိတယ်ဝါတာလူစစ်ပွဲစရမှာဆိုတဲ့အချိန်မှာ16ရက်နေ့မှာတက်တရားဆိုင်လာတယ်သို့ပေမဲ့တိုက်လို့မရဘူးဘာဖြစ်လို့တိုက်လို့မရသေးတာလဲဆိုတော့နံပါတ်တကယ်ကိုအဲ့ကာလမှာဟိုစစ်တိုက်တဲ့ဒီရိုးတိုက်လို့မရရာသီဥတုလည်းကြည့်ရတယ်ရာသီဥတုဆိုးွားထားတော့မြေကြီးကဆိုးစွန့်အဲ့အတွက်ကြောင့်မလို့ရာသီဥတုကောင်းလာတဲ့အချိန်ထိစောင့်ပြီးတော့မှ12နာရီတော့မွန်းတိန်သွားပြီဆိုတဲ့အခါကျတော့မြေပြင်နဲ့6တွေ့လာတဲ့အခါကျမှတက်ကစတိုက်ရအဲ့ဒီအချိန်မှာစပြီးပလန်လုပ်ထားတာအတိုင်းဖြစ်တဲ့အတွက်ကြောင့်မလို့ပြင်သက်တက်တွေကနိုင်ပြီးတော့မှအလဲကလာဟိစိန်ဆိုတဲ့ခံတက်ဆိုင်တစ်ခုတောင်ပိမ့်ပိုင်ရရှိသွားပြီအဲ့တော့နင်းမြလာလေးပို့ပြီးတော့မှစစ်မြေပြင်က6တွေ့လာလေးဖြစ်အဲ့အချိန်မှာအမြောက်တွေကပို့ပြီးတော့မှအမြောက်ရဲ့ထိချက်တွေကပိုကောင်းလာတော့အမြောက်တွေပြတ်တဲ့ကအမြောက်ရဲ့ထိချက်တွေပိုကောင်းတော့
အဲ့မှာဝယ်လန်တန်စဉ်းစားတယ်ဒီတိုင်းဆိုတာအမြောက်နဲ့သူခံသူ့လူတွေခံရတော့အဲ့အတွက်ကြောင့်မို့သူရဲ့ရှေ့ဆုံးမှာကြာနေတဲ့သူ့လူတွေကိုခါတဲ့နောက်ပြန်ဆုပ်ဆိုပြီးတော့မှနောက်ကအောင်ကုန်းပေါ်စပြန်ဆွဲတယ်အဲ့အချိန်မှာခုနကမူရှူလို့သမားအမ်ဒမ်အတိကမရှင်နေရမြင်သွားတဲ့ခါကျတော့ဒီကောင်တွေပြေးပြီဆိုပြီးတော့သူကတွက်လိုက်ပြီးတော့မှဘာမှပေးချအောင်မပြန်စင်မဲနဲ့သူ့ရဲ့မြင်းစစ်တီအပေါင်းကိုခါတဲ့ဒီကောင်တွေကိုလိုက်ပြီးအပိကျိတ်ဆိုပြီးတော့မှလိုက်ကျိတ်ဆိုတော့အဲ့ခါလာတော့စက်တိုက်ကြတဲ့အခါမှာမြင်းစစ်တီရဲ့ခြေလျင်စစ်တီရဲ့အမြောက်ရဲ့အဲ့ဒီသုံးခွင့်နဲ့အဲ့လိုသေးချာအဲ့လိုစုံတည်းချာစုံပြီးတိုက်တော့သူ့စီမှာခြေချင်းတက်ပါမသွားဘူးအမြောက်တော့ပါမသွားဘူးမြင်းစစ်တီကပဲအသေးအံလိုက်ပြီးတော့မှလိုက်တိုက်ဟိုကတကယ်ပြေးတာမဟုတ်ဘူးအောင်ကုန်းပေါ်တက်တဲ့ခါကျတော့ဟိုကတကယ်ပြန်ခံချတဲ့ခါကျတော့အမထူတော့ဘူးနိုင်တော့မခံနဲ့ဆိုဆက်လုံးနဲ့မာရှင်နေတော်တိုင်ပါတော့ဒါပေမဲ့အဲ့မှာသူကနေမှစတားလို့ပြီးတော့မှနပိုလီယန်စီကိုတခါတည်းချီယန်စတဲ့ရလွတ်ပြီးဖို့ဆိုတော့နပိုလီယန်အဲ့ချိန်မှာဘာဖြစ်နေတာလဲဆိုတော့အမှန်တကယ်နပိုလီယန်ကထုံးစံအတိုင်းဆိုလို့ရှိရင်သူကသွားမှာသူကိုယ်တိုင်လည်းချိန်တည်းမှာတက်ပြီးသွားမှာအဲ့ချိန်မှာနပိုလီယန်ကတကယ်ကိုလက်ကောင်းယောဂကိုစိုးစိုးဝါးခံစားနေရအဲ့တော့ကြောင့်မို့သူကနောက်တန်းမှာကျန်ခဲ့အဲ့လာနဲ့နပိုလီယန်ကဟိုဘက်မှာထားရခဲ့တဲ့မြောက်ပိုင်းတပ်မှာထားရခဲ့တဲ့ဒီ pressure တွေကိုထိန်းချုပ်ထားဖို့ထားရခဲ့တဲ့3000နဲ့ပို့ချုပ်ကထိန်းတာတော့ထိန်းတာပဲဒါပေမဲ့ pressure တက်4ပုံ3ပုံကလွတ်ထွက်သွားပြီးတော့မှဒီဘက် Waterloo ဘက်ကိုလာပေါင်းအဲ့မှာနပိုလီယန်ကခလဲကနေတွေ့ပြီးတော့မှဒီသူ့ရဲ့တော့ပေါ့လေအရန်တက်တစ်ခုပေါ့အရန်တက်တစ်ခုဆိုတာ Youngers အဆောင်တက်တွေကိုသူကလွတ်လိုက်အဲ့မဲ့အဲ့အဆောင်တက်ကနဲ့ pressure တက်တွေကိုထိန်းလာလဲထိန်းလိုက်လို့မနိုင်အဲ့ချိန်မှာဟိုညနေရတော့ဆောင်းလာပဲအဲ့မှာနပိုလီယန်ကစဉ်းစား pressure တက်တွေမရောက်ခင်မှာဝယ်လင်တန်ကိုအပြီးရှင်းလိုက်နိုင်ရင်တော့ငါတို့ဒီတိုက်ပွဲမှာနိုင်မယ်ဆိုပြီးတော့နပိုလီယန်ကစဉ်းစားတယ်အဲ့ဒီချိန်မှာသူ့ရဲ့နောက်ဆုံးကြံရှိတဲ့ August အဆောင်တက်ကိုတခါတည်းဟိုဝယ်လင်တန်တို့ဘက်ကိုလှုပ်ပြီးတော့မှထပ်တိုက်ခိုင်းတဲ့အခါကျတော့ဟိုရောက်ခံနေမှာပဲဝယ်လင်တန်တို့စီရောက်ခံနေမှာပဲဝယ်လင်တန်တို့ကလည်းပြေးတော့မယ်ဝယ်လင်တန်တို့ဘက်မှာအင်္ဂလိပ်စစ်သားတွေရဲ့ Dutch စစ်သားတွေရဲ့စုထားတာအဲ့ဘလို့မှမခံနိုင်တော့ပြီးခံနေဆက်ဖြစ်နေအဲ့ဒီအချိန်မှာဒီဘက်ကနပိုလီယန်ရဲ့ August အဆောင်တက်ကြီးကလည်းဝင်ထိုးပြီးဖြစ်ချင်တော့ pressure တက်ကလွတ်လာပြီးတော့မှတခါတည်းဟို August ကိုဝင်တီးတယ်နေရလဲစဝင်ပြီးအဲ့ဒီအချိန်မှာဒီဘက်မှာနပိုလီယန်တို့ကြံခဲ့တဲ့နေရာမှာဘာတင်ထွက်တယ်လဲဆို August အဆောင်တက် pressure နဲ့တွေ့ပြီးတော့မှတကယ်ကိုတက်ပြက်ပြီးတော့မှပြီးနေပြီဆိုတဲ့ဟာဖြစ်ပြီးတော့မှတခါတည်းနေလဲဝင်တက်လဲပြက်တခါတည်းစပွဲလဲရှုံးပြတ်သွားတော့အဲ့မှာကဘာဆိုစကိုင်းဒီခောက်ပေါ်လာတော့ကျွန်တော်ငယ်ငယ်တော့အချိန်နဲ့ပတ်သက်တဲ့ဖာစီစာကုန်းမှာအများအားကျွန်တော်တို့ဒီကိုကားတဲ့ဟာနာမည်ကျော်စစ်တူကြီးနပိုလီယန်ကပြောဦးတယ်နောက်အချိန်2 နာရီလောက်ပဲထားပြီးပါဒီတိုက်ပွဲကိုငါနိုင်အောင်တိုက်ပါမယ်ဆိုတဲ့ဟာပြောတော့နေဝင်သွားတဲ့အချိန်ပြီးတော့ဝယ်လန်တန်ကပါလီမန်ထဲမှာဗြိတိရှပါလီမန်ထဲမှာဒီတိုက်ပွဲနဲ့ပတ်သက်ပြီးအစီရင်ခံသွားပြောတဲ့အခါကျတော့သူကနေမဝင်ညင်ဖြစ်စေတဲ့ pressure တက်တွေမရအောင်ဖြစ်စေတဲ့သူတို့ထွက်ပြီးကိုတည်ရဲလို့နေကုန်းချုပ်အနေနဲ့ဒီဖြစ်စဉ်တွေအလုံးကိုကြည့်လိုက်တဲ့အခါကျတော့နပိုလီယန်ဝါတာလူးစစ်ပွဲမှာဆက်ရှုံးရတဲ့အကြောင်းရဲ့ဟာတွေကကျန်တဲ့အချက်လက်တွေမပါဘူးလားဆိုပါတော့ဗောနော်ကျွန်တော်တို့ဒီရာသီဥတုကြောင့်မလို့စစ်ပွဲနောက်ကျမှစရတာဒါကလည်းအချက်တွေနဲ့ပါတယ်ပြီးတော့ဒီစစ်သူကြီး2 ယောက်ရွေးချယ်တာမာယွန်းနဲ့ဆိုတဲ့ဟာတွေလည်းပါသလားဆိုတာပါတယ်လို့ပါတော့ဒါပေမဲ့အဓိကအကြောင်းအရာအချင်းအရာဒီနပိုလီယန်လက်ကောင်းယောဂကိုစိုးစိုးဝါးခံစားနေရတယ်ဆိုတဲ့ဟာအတွက်ဒီဝါတာလူးစစ်ပွဲကိုနပိုလီယန်ရှုံးနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်တယ်နော်။ဘာကြောင့်လဲဆိုတော့ဒီစစ်သူကြီး2 ယောက်ဆိုတဲ့ဟာမှာပါရီမြို့မှာထားရခဲ့တဲ့စစ်သူကြီးတေဦးကအင်မတန်စီးစနစ်ကြနာပြီးတော့မှအင်မတန်စီမအုပ်ချုပ်မှုကောင်းတယ်။အဲ့ဒီအတွက်ကြောင့်မလို့သူကထားခဲ့တာ။ဘာလို့လဲဆိုတော့သူကိုယ်တိုင်ကလည်းအင်မတန်တော်တဲ့စစ်သူကြီးဖြစ်တယ်။နပိုလီယန်ဆိုတော့ရှေ့မှာနှစ်ပေါင်း20လောက်ဥရောပနိုင်ငံစဝမ်းကိုတခါတည်းဖိမိတ်တော်အောင်ကြောက်အောင်လုပ်နိုင်ခဲ့တဲ့ဖြစ်တာဒီအတွက်ကြောင့်မလို့သူကိုယ်တိုင်စစ်မြေပြင်ကိုပါသွားတဲ့အတွက်ကြောင့်မလို့ဒေဘူးမာရှယ်ဒေဘူးဒီနောက်မှာကြံခဲ့သူကိုယ်တိုင်ပါသွားတယ်အဲ့အတွက်ကြောင့်မလို့မာရှယ်နေကိုသူကောင်းကောင်းထိန်းကွပ်နိုင်မှာဆိုတဲ့အနေအထားရှိတာဒါပေမဲ့မမျှော်လင့်မဲ့သူဒီ
လက်ကောင်ယောဂကိုစိုးဝါခံစားရတဲ့အခါကျတော့ဒီဝယ်လန်တန်နဲ့တိုက်တဲ့ခြေတန်းတွေကိုသူလိုက်ပါမသွားနိုင်ဘူးအဲ့ဒီဒါသူလိုက်ပါမသွားနိုင်တာနဲ့တပြိုင်နက်အကုန်လုံးကတိုက်ဆိုင်ပြီးတော့မှမာရှယ်နေရလဲသူစောထိုးရှောက်လိုက်လောက်တာနဲ့အားလုံးတိုက်ဆိုင်သွားပြီဖြစ်သွားတယ်ပေါ့အကယ်၍ဒါနပိုလီယန်ကလက်ကောင်ယောဂမခံစားဘူးဆိုလို့ရှိရင်ဒီအခင်းချင်းဖြစ်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်ရဲဝံသုံးသပ်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်